အမျိုးသားတော်တော်များများဟာကိုယ့်ရဲ့လိင်သားအရွယ်အစားနဲ့ပတ်သက်လာရင်ကိုယုံကြည်မှုနေကြတာမျိုးရှိတတ်ပါတယ်။အကျိုးသဖြင့်ကိုယ့်ရဲ့လိင်တန်းကိုတဲတယ်ကောင်းကောင်းမထောင်မှတ်ဘူးလို့ထင်ကြတဲ့အတွက်နီးမျိုးစုံတုံးပြီးကြီးအောင်ထောက်အောင်ကြိုးစားကြပါတယ်။ဒီထဲမှာလူပြောအများဆုံးနီလန်တစ်ခုကတော့မုံညင်းစီနဲ့နှိပ်နေတဲ့နီလန်ပဲဖြစ်ပါတယ်။တကယ်တော့မုံညင်းစီကလိင်တန်းကိုကြီးစေတာဟုတ်ပါသလားအရင်ဆုံးမုံညင်းစီအကြောင်းကိုလေ့လာကြည့်ရအောင်မုံညင်းစီဆိုတာမုံညင်းစီကိုကြိတ်ပြီးအစည်းထုံထားတာပါလေ့လာချက်တွေရမုံညင်းစီမှာပိုးသေးစေတဲ့အာနီသင်စီတဲ့စံသားနဲ့အရေးပြားကိုကျမစေတဲ့နာကျင်ရောင်ရမ်းမှုကိုတက်တာစေပြီးကောင်းမွန်တဲ့မပြေဝစီတွေပါဝင်ပါတယ်ဒါပေမဲ့သူ့မှာနှလုံးကိုထိခိုက်စေနိုင်တဲ့ erucic acid ပါဝင်မှုများတာကြောင့်အနောက်နိုင်ငံတွေမှာတော့စားစီအထက်သုံးတာကိုတားမြစ်ထားပါတယ်။အများအားဖြင့်တော့အရေးပြားနဲ့ကြွက်သားတွေမှာလိမ့်ဖို့နဲ့အနံ့အတော်ပဲအသုံးပြုကြပါတယ်။အာယုဗေဒစေနီတီမှာတော့မုံညင်းစီကိုလိန်တန်ကြီးဖို့နဲ့ထောင်မတ်မှုကောင်းစေဖို့သုံးကြတယ်လို့ဆိုပါတယ်။အထူးသဖြင့်အိန္ဒိယဘက်မှာလိန်စိတ်တက်ကြွစေဖို့အသုံးပြုကြတာပါ။ဒါပေမဲ့အနောက်တိုင်းစေပညာနဲ့သိပ္ပံနည်းကျလေ့လာမှုတွေရတော့မုံညင်းစီကလိန်တန်ကိုတကယ်ကြီးစေလဲဆိုတာအတိအကျသက်သေမပြနိုင်သေးပါဘူး။ဒါဆိုဘာကြောင့်တချို့အမျိုးသားတွေကမုံညင်းစီလိန်ပြီးတဲ့အခွာလိန်တန်ကပိုကြီးလာတယ်ပိုထောင်မတ်လာတယ်လို့ထင်ကြတာလဲ။ဒါဟာအချက်၃ချက်ကြောင့်ထင်နိုင်ပါတယ်။ပထမတစ်ခုကတော့နူးစော်မှုပါ။စိညက်နှိပ်နေတဲ့အခါလိန်ပိုင်းဆိုင်ရာနူးစော်မှုထိပြီးထောင်မတ်လာတာပါ။ဒါကစီမတုံးပဲနူးစော်ရက်လက်ထင်နိုင်ပါဒုတိယကတော့နှိမ့်နေလိုက်တဲ့အတွက်သွေးလဲပတ်မှုကောင်းလာပြီးလိန်တန်စီသွေးများများရောက်တော့လို့ပိုပြီးတင်းမာလာဖြစ်ပါလေတတိယအချက်ကတော့အပူဓာတ်ပါစီလိန်ပြီးပွက်ကြိုက်တဲ့အခါထွက်လာတဲ့အပူကြောင့်သွေးကြောလေပွင့်သွားပြီးထောင်မမှုကိုအားပေးဆိုလိုတာကဒါဟာမုံညင်းစီအထူးခြားတဲ့အာနိသင်ကြောင့်မဟုတ်ပဲနှိမ့်နေတာဖြစ်စဉ်ကြောင့်သာဖြစ်ပါတယ်တခြားစီတစ်မျိုးမျိုးဒါမှမဟုတ်လက်နဲ့ပုံမှန်အတိုင်းနူးဆွဲရင်လိုက်ကြည့်လို့ပဲဖြစ်မှာပါလိန်တန်မှာမုံညင်းစီသုံးတာကအန်ဒရက်ကင်းရလာလို့မေးရင်တတိထားရမယ့်အချက်တွေဒါကြောင့်မသုံးခင်မှာလက်မောင်းလိုနေရမျိုးမှာအရင်ဆန်းလိမ့်ပြီးအရက်လောက်ဆောင်ကြည့်တင်ပါနောက်တစ်ခုကတော့အမျိုးသမီးတွေမှာမိမကိုပိုးဝင်နိုင်ခြေရှိတာပါစီပင်နေတဲ့လိန်တန်နဲ့ဆက်ဆံတဲ့အခါဒီအချက်ကိုသတိထားရမယ်အရေးကြီးဆုံးအချက်ကတော့မုံညင်းစီဟာကွန်းတုံးကိုပေါက်လွယ်စေပါတယ်ဒါကြောင့်ကွန်းတုံးသုံးမယ်ဆိုရင်မုံညင်းစီကိုချောစီအဖြစ်လုံးဝမသုံးသင့်ပါဘူးအနှစ်ချိုရရင်တော့လက်စီအချိန်ထိမုံညင်းစီကလိန်တန်ကိုတကယ်ကြီးစေတယ်ဆိုလဲတိတာထင်ရှားတဲ့လိလာချက်မရှိသေးပါဘူးရေရှည်ခံပြီးစိတ်ချရတဲ့လိန်တန်ကြီးနီးဆိုတာလဲအခုထိမရှိသေးပါဘူးတကယ်လို့လိန်တန်မထောင်မနိုင်တဲ့ဖြတ်တာရှိနေရင်တော့ဒါဟာအားလုံးပဲကြားမာတဲ့လေးမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ